俺那么买给高利用，多买给高利用，高利用没打算也刚给怕给搞发达，俺非点别个的对俺啥子可惜，像这个你这个他呀没，他们没过也谁个我都不做过嘛地没必要，他估计没打算也当俺爸妈洗你了，俺如果当门路里么好，俺如果人把也都苦地上的，哎里头比赛也没当么里来教谁也讲里面，俺我去不么路，俺个离山的不不路了，哎。我到这上么泡米子呢？我陪着你们看的别没？我过得多也是的，我过得多也是的，也是的，也是的，也是的。မော်တီလို့လှုပ်ခနဲ့ပြောလိုက်တဲ့အချိန်မှာမိုက်ကယ်ကလည်းမျက်နှာပြတ်သွားတယ်။ပြောလိုက်တဲ့ပန်တန်ကာလေးကိုယ်တိုင်ကလည်းမျက်နှာပြတ်သွားတယ်။ဘာကြောင့်လဲ။ကဲအားလုံးပဲမင်္ဂလာပါဗျာ Godfather ရုပ်ရှင်နံပါတ်2ကိုအပြည့်အဝနားလည်ခန်းစားခြင်းတဲ့သူတွေအတွက်ရုပ်ရှင်ကြီးကနေပြီးတော့ Godfather ရုပ်ရှင်နံပါတ်2ရှင်းတန်းဒုတိယတွဲကိုတင်ဆက်လိုက်ပါကျွန်တော်ရှေ့မှာတင်ထားခဲ့တဲ့ပထမတွဲမှာဆိုရင်ဒွန်ဘီရိုကော်လီယွန်ကြီးရဲ့ငယ်ဘဝကော်လီယွန်မိသားစုကြီးကိုဘယ်လိုစတင်တည်ထောင်ခဲ့တယ်ဆိုတာကိုတင်ဆက်ပြီးတဲ့အခါမှာတော့အခုဒုတိယတွဲမှာတော့သူ့သားမိုက်ကယ်ကော်လီယွန်ကအာနာရဲ့ဝါမျိုးချင်းကိုဘယ်လိုတွေခံရပြီးတော့ဘယ်လိုတွေရက်ဆက်တဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားမယ်ဆိုတာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရုပ်ရှင်အတူတူမကြည့်ခင်မှာကျွန်တော်တို့ရုပ်ရှင်ထဲမှာပါလာမယ့်အပြိုင်ဇက်ကောင်တွေကိုအရင်ဆုံးကျွန်တော်မိတ်ဆက်ပေးပါရစေခင်ဗျဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်အခုလိုပဲအရန်ကောင်းပါတယ်ဆိုတော့ဂန်နဝင်ရုပ်ရှင်ကြီးတွေကိုအသေးစိတ်အတူတူခန်းစားခြင်းနဲ့ဆိုရင် subscribe လုပ်ထားဖို့အကြံပေးချင်ပါတယ်ကျွန်တော်ကဗီဒီယိုတစ်ပုဒ်တင်ဖို့နည်းနည်းကြာတတ်တာမို့လို့နောက်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာမသိလိုက်ရမရှိလေအောင်ခေါင်းလောင်းလေးကိုနှိပ်ထားဖို့လည်းကျွန်တော်အကြံပေးချင်ပါတယ်ကဲစလိုက်ရအောင်ဗျာအဲ့တော့ကျွန်တော်တို့ဒီအပြိုင်ဇက်ကောင်တွေကိုအရင်ဆုံးမိမ့်မဆက်ခင်မှာဂိုင်းဖွဲ့စည်းပုံတွေကိုကျွန်တော်သိသိချာချာနားလည်ထားမှရမယ်ဘာဖြစ်လို့လဲဆိုတော့ဇလန်ထဲမှာကျွန်တော်ကြားနာစစ်စစ်ပွဲတွေပါလာတယ်အဲ့ထဲမှာသူတို့သုံးတဲ့အသုံးနှုန်းကဂိုင်းမှာပါတဲ့ယာရုအစင်းတန်းတွေပါထည့်သုံးတော့ကျွန်တော်တို့မျက်စိလဲသွားနိုင်တယ်ဒါကြောင့်မလို့ဂိုင်းနေမှာဘယ်လိုမျိုးယာရုအစင်းတန်းတွေခွဲတယ်လဲဆိုတာကျွန်တော်ကသိထားမှရမယ်ဒီအပေါ်ဆုံးကတော့ boss ပေါ့သူတို့ဂိုင်းချုပ်နော်ဂိုင်းကောင်းဆောင် boss ပြီးရင်အောက်က consigliere ကတော့ဒါအကြံပေးပုံကိုပေါ့consigliere ရဲ့အောက်မှာဆိုလို့ရှိရင်အဲ့ကောင်ကအရေးကြီးတယ်အဲ့ဒီယာရုကအရေးကြီးတယ်သူကဘာလဲဆိုတော့ corporation ဆိုတာကဂိုင်းခွဲတွေကိုအုပ်ချုပ်ရတဲ့လက်ခွဲတာဝန်ခံတွေပေါ့ဒါသူ့ corporation လို့ခေါ်တယ်သူတို့လက်အောက်မှာကျွန်တော်ဂိုင်းသားတွေသူတို့ဂိုင်းသားလေးတွေကြတော့သူတို့ဘယ်လိုခေါ်လဲဆိုတော့ bottoms လို့လည်းခေါ်တယ်ခလုတ်တွေဒါမှမဟုတ်soldier လို့လည်းသုံးတယ်ပေါ့ဒီ corporation တွေရဲ့တာဝန်ကအတော်တော်ကြီးတယ်ဘယ်လိုကြီးလဲဆိုတော့ဗျာအောက်ခြေဂိုင်းသားတွေကဘာပဲလုပ်လို့အဲ့ဒီသူတို့လုပ်တဲ့ပြစ်မှုတွေကအထက်ကဂိုင်းချုပ် Godfather အပေါ်မှာလုံးဝကိုတက်ရောက်မှုမရှိအောင်အစိုးရဘယ်လိုပဲနောက်ကျောင်းလိုက်ဗျာသူတို့မှနေရက်သွားအဲ့ဒီပြဿနာတွေကအဲ့ဒီ corporation ဆိုတဲ့ယာတို့ကတာဝန်ခံတာဒီဟာတွေဟုတ်တယ်ကျွန်တော်ခိုင်းတာဘာဖြစ်လို့ဒီဂိုင်းသားတွေကိုဘယ်တော့မှအပေါ်က Godfather နဲ့ဓာတ်ရိုက်ခိုင်းနေဆိုတာမရှိဘူးသူတို့အဲ့ဒီတစ်ဆင့်ချင်းသွားတာ consigliere သွားမယ် consigliere မှာတစ်ဆင့် corporation ကိုပြောမယ် corporation နေတစ်ဆင့်အောက်က bottom တွေ soldier တွေဆိုတဲ့အဲ့ဒီဂိုင်းသားတွေကိုခိုင်းတယ်ဒါကြောင့်မလို့ဂိုင်းသားတွေလုံးသမျှပြစ်မှုတွေကဘယ်တော့မှထိတ်ဆုံးက Godfather စီကိုမရောက်ဘူးဘယ်လုံးမှလိုက်လို့မရဘူးဗျာအဲ့ဒီအနေနဲ့သူတို့ကအဆက်ဖြတ်ထားတာဒီ corporation တွေကတအားကိုတာဝန်ကြီးတယ်ဒါကြောင့်မလို့ဒီ corporation တွေတစ္ဆာဖောက်ပြီးဆိုရင်အပေါ်က Godfather လည်းမျက်ခုံးလှုပ်ပါပြီးသားမှတ်တော့နော်ဒါဇလန်အတွက်တအားအရေးကြီးတယ်အဲ့ကိစ္စမှတ်ထားမှရမယ်ကျွန်တော်တို့က boss က Don Michael Corleone consigliere ကျတော့ Tom Hagen ပဲဒါဝမ်းလုံးတွေက consigliere ပဲအောက်က corporation ကျတော့ပြောင်းကုန်ပြီ Frank Pantancali ပါမယ်နောက်က Rocco ပါမယ်နောက်က Enari ပါမယ်အဲ့ဒီ၃ယောက်မှာကျွန်တော်တို့က Rocco ကိုလည်းသိတယ်နံပါတ်1မှာလည်းပါတယ် Rocco နောက်က Enari ဆိုလဲကျွန်တော်ကြိုက်ဆုံးဆိုတဲ့ကောင်လေဆိုတဲ့တယောက်ကျွန်တော်ရဲ uniform ဝတ်ပြီးတော့ဘာစီနီကိုလောက်ကြံတဲ့ကောင်ဒီဘက်ကမသိတာကကျွန်တော်က Frank Pantancali ကိုမသိဘူးအဲ့တော့ဒီ Frank Pantancali ကိုကျွန်တော်တို့ကသေချာနားလည်ထားမှဒီဇလန်ဆက်သွားလို့ရမှာဒီ Frank Pantancali ဆိုတာကဘာတူလဲဆိုတော့ဒီကော်လီယွန်မိသားစုကကျွန်တော်တို့ဒီ Let's Speak ကိုပြောင်းလာခဲ့ပြီဒါနံပါတ်1ပြီးကနေတည်းပြောင်းနေတာဆိုတော့နယူးယောက်ကဂိုင်းတွေကိုဘယ်သူအုပ်ချုပ်မလဲအဲ့နယူးယောက်ကဂိုင်းတွေကိုကျတော့ပထမအုပ်ချုပ်တာကပထမဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီကလမ်မန်ဇာကြီးနဲ့တက်စီရိုနဲ့အုပ်ချုပ်မှာဒါပေမဲ့တက်စီရိုကတော့အရှင်းခံလိုက်ရတဲ့အတွက်ကြောင့်မလို့ကလမ်မန်ဇာကြီးတယောက်တည်းအုပ်ချုပ်ရတယ်ပေါ့ဇလန်ကတော့ကလမ်မန်ဇာကြီးဇလန်ဗျဒါပေမဲ့ကလမ်မန်ဇာကြီးကပါလာလို့မရတော့ဘူးဘာလို့ပါလာလို့မရလဲဆိုတော့ကျွန်တော်ခုနေ့ကပြောပြီးပြီဒီသူ့ရဲ့မိန်းမကိုစံညုံမရေးခိုင်းတာရယ်နောက်ပြီးတော့ဒီသေဥဆောင်ကြီးပြဿနာတွေရယ်ပေါ့အဲ့ဒါတွေညှိနှိုင်းလို့မရတော့သူကအဲ့ဒီမှာလုံးဝနှုတ်ထွက်သွားတဲ့အခါကျတော့ဒီကလမ်မန်ဇာကြီးဟာတေဆုံးသွားပြီဆိုတဲ့ဇလန်ကိုပုံဖော်ပြီးကမှသူ့ရဲ့နေရာကိုဆက်ခံလိုက်ပြီးတော့ဆက်ခံထားတဲ့နောက်ထပ် Frank Pantancali ဆိုတဲ့ဘိုးတော်ကြီးကိုဆွဲထည့်လိုက်တယ်ဇလန်ရဲ့အရသာနည်းနည်းလေးပေါ့သွားတာလေအဲ့ဒါလည်းပါတယ်တကယ်လို့များဒီနေရာမှာကလမ်မန်ဇာကြီးပဲရှိနေပဲဆိုအရသာပိုရှိသွား
ဒီ Frank Pandangali ဆိုတာကတော့ဒီရုပ်ရှင်ထဲမှာပြထားတဲ့ပုံစံကသူတို့နဲ့ငငယ်လေးကလေးကကျွန်တော်တို့ရဲ့ဘိုးတော်ကြီးနဲ့တငယ်ချင်းတွေပေါ့နော်ဒါလူရင်းကြီးပေါ့တကယ်ကိုလူရင်းကြီးဆိုတဲ့ပုံစံမျိုးမိသားစုပေါ်မှာလည်းဒီမိသားစုသားဒီ gain ပေါ်မှာ Korean မိသားစုပေါ်မှာလည်းသူအရန်သစ္စာရှိစကားပြောလို့ရှိရင်ဘုံဘုံရှင်းရှင်းနဲ့တော်သားကြီးစိုက်နေပေါ့နော်ဒါပေမဲ့နယူးယောက်မှာအီတလီသားစကားအီတလီသားကြီးပြီးသားတယ်သူပုံစံစကားပြောရင်ဂျီဟန်လန်ကနေအများကြီးသုံးတယ်ဒါအီတလီ style ပေါ့နော်ဒါပေမဲ့ပြဿနာပါလဲဆိုတော့နယူးယောက်မှာ Rosario ညီနောင်ဆိုတဲ့ gain နဲ့သူနဲ့မတည့်ဘူးအဲ့ Rosario ညီနောင်ကလည်းပဲမိုက်ကယ်ပြောပုံရဆိုဒေါ်မိုက်ကယ်ပြောပုံရဆိုလို့ရှိရင်အဲ့ဒီကလမန်စားကြီးကသူမသိခင်မှာအဲ့ Rosario ညီနောင်ကိုဂရီးပေးခဲ့တယ်ပေါ့နော်တချို့နေတွေတော့မင်းတို့ငါခွဲပေးမယ်ဆိုအဲ့ဒီဂရီးရှိခဲ့ဘူးလေလို့ပြောတယ်အဲ့ဒီမှာဒီကလမန်စားကြီးမရှိတော့တဲ့ခါမှာဒီပန်နန်ဂါလီဘိုးတော်ကြီးနဲ့ဒီ Rosario ညီနောင်နဲ့ပြဿနာတက်ကုန်တက်ကုန်တော့သူကအဲ့ဒါကိုအဲ့ Rosario ညီနောင်ကိုသူကရှင်းကျင်တယ်ဆိုမှအပေါ်ကဒီမိုက်ဒေါ်မိုက်ကယ်ရဲ့အမိတ်မပါဘဲနဲ့လည်းအဆင်မပြေဘူးအဆင်မပြေလို့ तू ကဒါအခုဒီ let's speak တီ तू လိုက်လာတာပေါ့ဗျာဒီကိစ္စကိုခွင့်ပြုပေးဖို့အတွက်ဒါလာပြောတာလာပြောတော့ဒိုမိုက်ကယ်ကလည်းလက်မခံဘူးဘာလို့လက်မခံလဲဆိုတော့အဲ့ဒီ Rosario ညီနောင်ရဲ့နောက်မှာကဂျူးမာဖီယာကြီး Hyman Rock ဆိုတာရှိတယ်နောက်တော့ဒီ Hyman Rock နဲ့ဒိုမိုက်ကယ်နဲ့ရှေ့ဆက်ပြီးအတူတူတွဲလို့ရမယ့်အလုပ်တွေရှိတယ်ဒါ Frank Pandangali ရဲ့အကြောင်းပေါ့နော်ဒါဇလန်ထဲမှာပြီးမှကျွန်တော်ဆက်ပြောပြမယ်ဒီဘက်ကကျတော့အဲ့ဒီ Korean မိသားစုနဲ့အပြိုင်ပေါ့အပြိုင်ကျတော့ Hyman Rock Hyman Rock ကကြတော့သူကဂျူးလူမျိုးဂျူးမာဖီယာကောင်းဆောင်ကြီးသူကနေတာကတော့မိုင်ယာမီမှာနေတာမိုင်ယာမီမှာနေပေမဲ့သူ့ရဲ့ဂိုင်းတွေကအဓိကတော့ Las Vegas မှာရှိတယ်အခုဒိုမိုက်ကယ်နေချက်နေတဲ့နော်တဖြည်းဖြည်းလက်ဝက်ကြီးအုပ်နေတဲ့ Las Vegas မှာအဓိက main ပေါ့နောက်ပြီးတော့ဟိုမှာလည်းရှိတယ်နယူးယောက်မှာလည်းရှိတယ်နယူးယောက်မှာကျတော့ဒီပထမကော်လီယိုမီသားသူနေခဲ့တဲ့နယူးယောက်မှာလေဟိုမှာလည်းအဲ့လိုဖြစ်တာ Rosario ညီနောင်ဆိုတာနယူးယောက်ကသူ့ရဲ့ဂိုင်းခွဲဒီကွန်ပါရီကော်ပိုရီဂျင်တွေပေါ့ဒါကြောင့်မလို့ဟိုဘက်ကဒေါ်မိုက်ကယ်ရဲ့ကော်ပိုရီဂျင်တယောက်ဖြစ်တဲ့ Frank Pandangali နဲ့ short တန်တဲ့အောက်ခြေမှာဘိုးတော်ကြီးကကြတော့မိုးကလေးနဲ့ဒီဘိုးတော်ကြီးနေကသားဖာလိုနေခဲ့တာဟိုတုန်းကတည်းကနှစ်ပေါင်းများစွာပါနော်မိုးကလေးနဲ့သူနဲ့အဲ့လိုသားဖာနှစ်ပေါင်းများစွာနေခဲ့တာမိုးကလေးဆိုတာကတော့ဒီကော်ဖာတာ1မှာတော့မှတ်မိမှာပေါ့ Let's Speak ကိုမိုက်ကယ်တို့ကြောင်းလာကစားမှာဟိုရှယ်ယာမရောင်းလို့နော်နည်းနည်းရှုပ်နေလို့သူ့ကိုရှင်းလိုက်ရတဲ့အကောင်လေအဲ့ဒီကောင်နဲ့သူနဲ့ကသားဖာလိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲမိုက်ကယ်ပေါ်မှာသူကရန်ညှိုးရှိတယ်နောက်ပြီးတော့ဒီ Let's Speak ကိုဒီကော်လီယိုမီသားစုပြောင်းလာပြီးတဲ့နောက်ပိုင်းမှာစီးပွားရေးတွေတဖြည်းဖြည်းလက်ဝက်ကြီးအုပ်လာတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲသူအမြဲတမ်းမိုက်ကယ်အမြဲတမ်းအကောက်ကြံနေတာပေါ့နော်အကောက်ကြံနေဆိုပေမဲ့ तू ကမဖော်ပြဘူးဗျာမဖော်ပြတော့ကျမ်းမာရေးမကောင်းတဲ့အဖိုးကြီးဘာမှအရင်ကြီးမမှန်မောတော့တဲ့အဖိုးကြီးပေါ့နော်နောက်ကလူငယ်တွေကိုနေရာပေးခြင်းနေတဲ့အဖိုးကြီးဆိုတဲ့အဲ့လိုပုံစံမျိုးနဲ့ तू ကမိုက်ကယ်ရဲ့ယုံကြည်မှုတွေကိုဒီဒိုမိုက်ကယ်ရဲ့ယုံကြည်မှုတွေ तू ရယူဖို့ तू စူးစမ်းတယ်ဒီကားလေးမှာဆိုအဲ့ဒီအစင်လာတစ်ခုရှိရဗျာမိတ်ဆွေကိုနီးနီးမှာဒါရန်သူကိုကတ်ထားဆိုအဲ့ဒီပုံစံမျိုးပဲ तू ကအမြဲတမ်းဒီဒိုမိုက်ကယ်ကိုအနီးကပေါင်းတယ်ဒိုမိုက်ကယ်ကိုရတဲ့လောက်ကို तू ဆွဲယူတယ်ဒါပေမဲ့အမြဲတမ်းလည်းအကောက်ကြံဒိုမိုက်ကယ်ကစီးပွားရေးအရန်ဟိုဒီတဖြည်းဖြည်းဆဲထွင်နေတယ်ဆိုတာ तू သိတယ်သိတော့ဘာနဲ့ तू ကဝင်လဲဆိုတော့အရင်တုန်းကတည်းကဒီကျွန်တော်တို့ရဲ့ဘိုးတော်ကြီးဒွန်ဘီရိုကော်လီယိုနဲ့သူနဲ့ကလက်တွဲပြီးတော့လုတ်ခဲ့ဘူးတယ်ပေါ့နော်ဒါကိုအကြောင်းပြပြီးတော့ तू ကလည်းဒီကျွန်တော်တို့ဒွန်မိုက်ကယ်ကိုလည်းပဲ तू ကသားလိုချစ်တယ်လို့ဘာလို့ပေါ့နော်အဲ့ဒီနည်းနဲ့အဲ့ဒီ Havana project ကို तू ဆွဲထည့်လိုက်တယ် Havana project ဆိုတာဒီကျူးဘာ Havana မြို့မှာလုပ်မဲ့စီးပွားရေးကိစ္စပေါ့အဲ့ဒီကျူးဘာဟာဗာနာမှာလုံးမဲ့စီးပွားရေးကိစ္စကျွန်တော်ဇလန်နဲ့ကြမှာပဲရှင်းပြတော့မယ်နော်အဲ့ဒါနဲ့ तू မက်လုံးပေးပြီးတော့ तू ဆွဲခေါ်တယ်ပြီးရင်ဘယ်လိုတွေပြဿနာတက်မယ်နော်ပြီးမှဆက်သွားမယ်သူ့အောက်မှာကျတော့သူ့ရဲ့ consigliere ဖြစ်တဲ့ဂျွန်နီအိုလာကသူ့ရဲ့ကိုစားအစသာအရာမလုပ်တာအောက်ကကျတော့သူ့ရဲ့ corporation ဖြစ်တဲ့အများကြီးတော့ရှိမယ်ဗျာဒီဇလန်နဲ့ပတ်သက်တာပဲကျွန်တော်ဆွဲထုတ်လိုက်တာ corporation သူ့ရဲ့ corporation ယာတူ Rosario ညီနောင်တော့စောစောပြောသလိုပဲ Frank Pandangali နဲ့မတည့်ဘူးပေါ့ဗျာမတည့်ဘူးဒါကသူတို့ခိုင်းသူတို့အဖွဲ့ပါနော်ဟိုဘက်ကအပြာရောင်ကကျတော့ကျွန်တော်တို့ရဲ့ကော်လီယိုမီသားစုဒီဘက်ကကျတော့ Hyman Rock လို့အုပ်စုပေါ့နော်ဒီဘက်ကဘေးကကျတော့ Nevada ပြည်နယ်အမတ်ကိုကျွန်တော်ဘာလို့ထည့်လဲဆိုတော့သူကဂိုင်းတော့မဟုတ်ဘူးသူကကျတော့နံပါတ်ဒီ1မှာတော့ဆိုရင်ဘာနဲ့အလားတန်တူလဲဆိုတော့ Maglesky နဲ့တော့အလားတန်တူတယ်ဗျာဟိုရဲမှုနဲ့တော့အလားတန်တူတယ်သူကကျတော့ဘက်ကရီဒါ Nevada ပြည်နယ်အမတ်ဆိုတာLet's Speak ကိုပိုင်စားရတယ်ပေါ့ဗျာသူပြန်လာပါလဲဆိုတော့ဗျာဒီဒွန်မိုက်ကယ်တို့လိုမျိုးအီတလီသားတွေကိုသူကမုန်းတယ်ဘာလို့မုန်းလဲဆိုတော့အမေရိကန်မြေမှာလာပြီးတော့လက်ဝက်ကြီးအုပ်နေတယ်အဲ့ဒီအီတလီသားတွေမှန်သမျှအထူးသဖြင့်ဒီကော်လီယိုမီသားစုသူပို့ဆိုးတယ်ပေါ့နော်မုန်းတယ်ဒါပေမဲ့မုန်းတယ်ဆိုမဲ့မဖြစ်မနေမဟုတ်လို့လက်တွဲရတယ်ညစ်တက်နိုင်သမျှသူကညစ်တယ်ဗျာခက်ညစ်ပဲအဲ့လိုမျိုးအထင်မကြီးဘူးအထင်သေးရပေါ့ဗျာဒါပေမဲ့နောက်ပိုင်းကျတော့လဲကျွန်တော်တို့ဒွန်မိုက်ကယ်ကြီးကသူ့ကိုဘယ်လိုအိတ်ထဲကိုထည့်နိုင်သွားလဲဆိုတာဒီပေါ့နော်ဒါဇလန်ထဲမှာတွေ့မယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဒွန်မိုက်ကယ်ပဲချမ်းကိုရုပ်ရှင်ထဲမှာအတူတူသွားကြည့်လိုက်ကြရအောင်ကဲရုပ်ရှင်ဆက်လိုက်အောင်ဗျ
ဒီရုပ်ရှင်ဒွန်မိုက်ကယ်ဘက်ချန်ကိုစလိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ပထမဆုံးစပြီးတော့ပြဿနာတက်ဘာလဲဆိုတော့ဒီအခန်းမှာကျတော့ဗျာပထမဒွန်ဘီတိုကော်လီယွန်ရဲ့အစလေဒွန်ဘီတိုကော်လီယွန်ကလေးလေးကဒုက္ခတဲ့စကန်စောစောလူဝင်မှုကြီးကြီးဟိုစောင့်ကြည့်စင်တာလာအဲ့ဒီမှာထိုင်နေတဲ့အခန်းလေးကနေပြီးတော့ပြီးသွားတဲ့အခါမှာနောက်တစ်ခါဆက်ပြတော့ကျွန်တော်ဒွန်မိုက်ကယ်သူသားဒွန်မိုက်ကယ်ရဲ့ဘဝဇာတ်ကြောင်းစတော့မှာအဲ့ဒီစပြတဲ့နေရာမှာဘာကိုပြလဲဆိုတော့ဒွန်မိုက်ကယ်ရဲ့သားဒွန်ဘီတိုကြီးရဲ့မြေးလေးအန်တိုနီဗီတိုကော်လီယွန်ရဲ့ဘာသာရေးပွဲကိုစပြတာကျွန်တော်တို့အဲ့မှာနည်းနည်းလေးမျက်စိလဲသွားတယ်ဘယ်လိုလဲသွားလဲဆိုတော့ဟာဘယ်လိုဖြစ်တာလဲဒွန်ဘီတိုလေးကချက်ချင်းဝေးကောင်းစားလာနေဖြစ်သွားပါလားဗောနော်ဆက်နေတော့အဲ့လိုဖြစ်သွားကျွန်တော်လည်းဖြစ်ခဲ့ဘူးလေတိတိကျကျကြည့်မှသူကစာတန်းထိုးပြီးသားဗျဒါသူ့ရဲ့မြေးလေးအန်တိုနီဗီတိုကော်လီယွန်ဆိုပြီးတော့မှလေတာကိုနီဗာရာ1958ဘာညာတာကစာတန်းထိုးထားတယ်ကျွန်တော်တို့ကတိတိကျကျစာတန်းတွေပါလေမကြည့်ပြတဲ့ခါကျတော့နည်းနည်းလေးတော့အဲ့လိုရှုပ်သွားတာဗောနော်ရှုပ်သွားတကယ်တော့ဒါမိုက်ကယ်ရဲ့သားသူ့ရဲ့မြေးလေးရဲ့ဘာသာရေးပွဲကိုသူကပြတာဒီဘာသာရေးပွဲနဲ့ဖွင့်နေဆိုတာဖွင့်လိုက်တော့သူကဘာသာရေးပွဲနဲ့ဘာနဲ့လဲဆိုတော့ဟိုတခြားဒီမိတ်ဆောင်စားပွဲပုံစံမျိုးနဲ့ပေါ့နော်မိတ်ဆောင်ကျွန်တော်စီကအလူပွဲလိုပုံစံမျိုးပါပဲအဲ့ဒီမှာသူကစီးပွားရေးလဲဆန်တယ်ဗျာနိုင်ငံရေးသမားတွေပါတယ်တခြားအထက်တန်းလွှာလူတွေပါတယ်ဒီလူတွေနဲ့လှုပ်ထားတဲ့ပွဲဆိုတော့ဘာနဲ့တော့ရှင်ပြလို့ရလဲဆိုတော့ The Godfather 1အဖွင့်နဲ့တွားပြီးတော့တမင်သက်သက်ကြည့်ရတာရှင်ပြထားတယ်လို့ပြောလို့ရတယ် The Godfather 1မှာတော့ဗျာဟိုစစ်စတီရိုးရာဒီမှာစစ်စတီရိုးရာဂီတတွေနဲ့အတူတူမိသားစုတွေအကုန်လုံးတိုက်တိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နဲ့ဆိုကြကကြတယ်ပွဲရအခုဒီ The Godfather 2ကြတော့မိုက်ကယ်ရဲ့ပွဲကဘလို့ဖြစ်နေလဲဆိုတော့ဒီခေတ်ပေါ် jazz guitar ဝိုင်းနေနဲ့ဖျော်ပြနေတဲ့ပုံမှာအောက်မှာအထက်တန်းလွှာတွေနိုင်ငံရေးသမားတွေနဲ့အဲ့လိုပြည့်နေတယ်အရင်တော့ကော်လီယွန်မိသားစုကြီးဆိုတဲ့နှွေးထွေးတဲ့ဟိုဘိုက်ကိုမရတော့ဘူးဗျာဟိုစီးပွားရေးလုပ်ငန်းစုကြီးဆိုတဲ့အနေအထားနဲ့တော်တော်ကြီးကိုကွာတယ်ဆိုတာရှင်းပြထားတော့စဖွင့်ဝင်ခြင်းမှာပဲဘသူဝင်လာလဲဆိုတော့အငယ်မလေးကဘလို့ပြောင်းလဲသွားတယ်ဆိုတော့ရှေ့မှာလည်းကျွန်တော်မိတ်ဆက်ပြီးအခုမြင်တဲ့အတိုင်းပဲသူဝေးလာတဲ့ဝေးကောင်းစားလာတွေသူဝေးလာတဲ့လက်ဝဲရတနာတွေကြည်တယ်သူဘလောက်တုံးဖြုံပြီးတော့အလေလိုက်နေလဲဆိုတော့ပေါ်လွင်တယ်သူဘဲယူပါခေါ်လာလေမေလားမဲလားမဲအဲ့ဒီမှာဘာလို့ရပြောလိုက်တယ် Constance Zira ရဲ့တဲ့တပတ်ပဲကြာပြီးတာနဲ့ပဲလားတဲ့ကျွန်တော်တို့ကအဲ့မှာတစ်ခါထပ်ပြီးမျက်စိလဲဒီ Constance Zira ဆိုတဲ့နာမည်ကိုဇလန်တောက်လျှောက်မှာတစ်ခါမှမကြားဘူးတဲ့ခါကျတော့နောက်တော့တပတ်ပဲကြာပြီးတာနဲ့ပဲလားဆိုတော့ဒီစကားလေးတစ်ခုရတယ်ကော်နီဘလောက်တောင်မှပဲမောင်အကိုအရွက်တိုက်ပြီးတော့လင်းနေတယောက်ပြီးတယောက်ယူပြီးလေအလေလိုက်နေလဲဆိုတော့ပေါ်လွင်တယ်လွန်ခဲ့တဲ့တပတ်ကမှပထမယောက်ျားကိုကွာရှင်းထားတာအခုနောက်တစ်ယောက်ကိုသူ့အမေနဲ့ခေါ်လာပြီးမိတ်ဆက်ပေးတယ်ပေါ့နော်ဒါကိုပြချင်တာရှေ့မှာခေါ်လိုက်တယ်အဲ့ဒီ Constance Zira ရဲ့ဆိုတဲ့နာမည်ကတခြားမဟုတ်ပါဘူးအဲ့ဒီကော်နီရဲ့နာမည်ပဲတကယ်ကော်နီရဲ့နာမည်အမှန်ပေါ့ဗျာများသောအားဖြင့်ကမအေတွေကသူတို့ရဲ့သားသမီးတွေကိုအဲ့လိုမျိုးစူစရာရှိတယ်ဆိုလို့ရှိရင်ဗျာသူတို့ရဲ့နာမည်အမှန်ကိုအပြည့်စုံခေါ်တာဒါကျွန်တော်တို့တလောကလုံးတစ်ကမ္ဘာလုံးအကျဉ်းလားမသိဘူး Constance Zira ရဲ့ဆိုတာကော်နီဆိုတဲ့နာမည်ကတကယ်တော့ချစ်စနိုးနဲ့အိမ်နာမည်ခေါ်တာကျွန်တော်တို့ပါကော်နီဖြစ်နေတာသူ့နာမည်အမှန်ဖြစ်တဲ့ Constance Zira ရဲ့ဆိုတာသူ့အမေကနည်းနည်းလေးအပြစ်တင်တဲ့ပုံစံနဲ့နာမည်အပြည့်စုံနဲ့ခေါ်ပြီးတော့တပတ်ပဲကြာပြီးတာနဲ့ပဲလားလို့သူကပိတ်ပြီးတော့ပြောလိုက်တာဟိုကောင်းကြီးရှေ့ပါတယ်မဲ့သမီးကိုကြိုးဖို့အရင်ဘက်ကလေစိတ်ကိုကားလွှတ်လိုက်တယ်တဲ့ဆိုတော့အရင်တစ်ပတ်ကသူ့သမီးကိုကြိုးဖို့လေစိတ်ကိုကားလွှတ်လိုက်လာမယ်ထင်လို့ပထမယောက်ျားနဲ့ကျဟိုရှေ့ရယောက်ျားနဲ့ကွာရှင်းလိုက်တယ်ဆိုတော့လေသူ့သမီးများပြန်လာမယ်ထင်လို့ဒီလိုပါပဲနည်းနည်းရှုပ်ထွေးနေလို့ပါတဲ့ဟောဒီမဟုတ်ဘူးသူနောက်တစ်ယောက်ထက်ယူနေနောက်တစ်ယောက်နဲ့ထက်ကြိုက်နေတယ်ဒါမျိုးတော်တော်ကြီးသူအလေလိုက်နေတယ်ဆိုတော့ပြသွားတာသူအဲ့မှာဟွာတဲ့မိုက်ကယ်နဲ့တွေ့ဖို့လိုတယ်တဲ့သူလာတာလည်းဗျာတွေ့ကျင်လို့လာတာမှမဟုတ်တာသူကသူပတ်စံလို့လာတာပတ်စံလို့လာတော့လေဟိုလိုမျိုးအောက်ကြနောက်ကြလာတောင်းတာမဟုတ်ဘူးဒီမိသားစုရဲ့သမီးငယ်တယောက်အနေနဲ့သူရတင်ရလိုက်တဲ့အထက်ကနေခက်ကြောကြောပဲလာတောင်းတာဒါဒီပုံစံပေါ့အဲ့တော့မိုက်ကယ်နဲ့တွေ့ကျင်တယ်မဟုတ်နေ့ကိုနဲ့တွေ့ကျင်တယ်ဆိုရင်သူများတွေတန်းစီသလိုနေလဲတန်းစီနေ့ကိုမှဧည့်သည်တွေအများကြီးရှိတယ်ပေါ့ပြောချင်တယ်နေ့ကိုမှတွေ့ရမယ့်ဧည့်သည်တွေအများကြီးရှိတယ်ဆိုတဲ့ဥစ္စာဒီမှာဘိုးတော်ကြီးစောစောကျွန်တော်မိတ်ဆက်ထားတဲ့ Pantaglia လေ Frank Pantaglia ဆိုတဲ့ဘိုးတော်ကြီးအိတ်နေတယ်ဒီပွဲမှာလာပြီးအိတ်နေတယ်သူကနယူးယောက်ကနေပြီးတော့တကူတကဒီနီဗာရာကိုလက်စပီကာကိုရောက်လာတာမိုက်ကယ်နဲ့တွေ့ကျင်လို့မိုက်ကယ်ကိုပြောစရာရှိလို့သူရောက်လာတာဒီမှာဒီပွဲကိုလည်းတက်ရင်ပေါ့ဒါပေမဲ့ဒီပွဲမှာသူအိတ်ဒါကဘာကိုပြလဲဆိုတော့ Pantaglia ကြီးရဲ့သူ့ကိုကျွန်တော်ဘယ်လိုခေါ်မလဲ Pantaglia လို့ခေါ်မလား Frankie လို့လည်းတစ်ခါတလေသုံးကြတယ်ဒီစကားတွေPantaglia လို့လည်းသုံးကြတယ်အဲ့တော့ဒီနှစ်ခုစလုံး Frankie နဲ့ Pantaglia တော့ကျွန်တော်လဲသုံးပါလိမ့်အဲ့တော့အားလုံးပဲကျွန်တော်အဲ့လိုလေးလိုက်မှာပြီနော် Pantaglia ဒါမှမဟုတ် Frankie ပေါ့ Pantaglia ရဲ့အိတ်နေတယ်ဆိုအိတ်မှာပေါ့ तू ကတကယ်စစ်စလီသားစစ်အီတလီသားစစ်ကြီးဒီအပေါ်ရန်တကာလောင်းပွဲကြီး तू မကြိုက်နော်ဘာမှမရှိဘူးနော်စစ်စလီရန်အစားအစာတွေလည်းမရှိဘူးဝိုင်တွေလည်းမရှိဘူးနော်နောက်တစ်ခါရိုးရဂီတတွေလည်းဘာမှမရှိဘူး
သူ့တော့ကဒါကြီးကအပေါ်ရဟန်ပြပွဲဆိုသူဖေးမလာတော့သူအိတ်နေအရေးတဲ့သူ့နှိုးလိုက်တဲ့ချိန်မှာဟိုဘက်ကကြောင်ညာတော့ဂုံစီရှိလူချင်းမင်းတူကစကားလေးပြောချင်လို့ပါခမရဆိုတော့ကျွန်တော်တို့ကပြောနေတယ်ဆိုတော့ဒီဘိုးတော်ကြီးအဲ့ဒီကိုသွားပြောရမယ်ထင်တယ်မဟုတ်ဘူးဘိုးတော်ကြီးအပေါ်ရနေမလုံးပါဘူးသူနဲ့လည်းမအဆက်ဘူးသူကဘလိုကြီးပဲကပူရီချင်းယာရုပဲရှိနေပါစေသူလာလိုရင်းအဓိကတော့လာတာမိုက်ကယ်နဲ့တွေ့မယ်သူ့ရဲ့အဲ့ဒီသူပြဿနာတွေပြောမယ်ပေါ့အဲ့ဒီမှာနီဗားဒါပြည်နယ်လွှတ်တော်အမတ်ပတ်ကာရီနီဗားဒါပြည်နယ်လွှတ်တော်အမတ်ပတ်ကာရီကိုယ်တိုင်ပေါ့နော်ဒီပွဲကိုတက်ရောက်လာတယ်တက်ရောက်ပြီးတော့အဲ့မှာအဖွင့်မှာစကားတွေပြောကြဘာညာတာရကာပေါ့ဗျာပြီးရင်အမမိုက်ကယ်ဘုံတော်ဖွဲ့ပြီးတော့မိုက်ကယ်တို့ရဲ့လှူဒန်းထားတဲ့မိုက်ကယ်ရဲ့သားလေးအန်တိုနီရဲ့နာမည်နဲ့လှူဒန်းထားတဲ့အလှူငွေချက်လက်မှတ်ကိုလည်းလက်ခံရယူရင်းနဲ့အဲ့ဒီမှာမိုက်ကယ်အကြောင်းကိုအညှိုးဖွဲ့ပြောဆိုတာပြီးတော့ဓာတ်ပုံတွေအတူတူတွဲရိုက်ကြမီဒီယာတွေရှေ့မှာဓာတ်ပုံတွေအတူတူတွဲရိုက်ကြဘာညာတာရကာလှုပ်ပြီးတော့အဲ့လိုလုပ်တဲ့အချိန်မှာတေချာကြည့်မယ်ဆိုလို့ရှိရင်မိုက်ကယ်ရဲ့အသက်မပါတဲ့အပြုံးတွေလည်းမြင်ရနိုင်တယ်လို့ကျွန်တော်တို့ K ရဲ့အနေထိုင်ကျက်အနေချင်းကျုံနေတဲ့ပုံစံကိုလည်းမြင်ရတယ်သူ့ကိုချက်လက်မှတ်နဲ့ကမ်းပြီးတော့အမတ်ကဒီလိုလက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်းရီပြီးတော့ပခုံးလေးကိုတွန့်ထားတယ်သူနည်းနည်းလေးတော့သူ့ပုံစံအနေကတော့ကျက်နေတယ်ပြီးတော့အဲ့ဒီအမတ်ကလာရင်ကိစ္စရှိတယ်ဗျာပွဲလက်တက်ရင်လည်းတကယ်လာရင်ကိစ္စရှိအဲ့ဒီလာရင်ကိစ္စအခုလာပြီးတော့မိုက်ကယ်ရဲ့ရုံးခန်းထဲမှာတွေ့တယ်ပေါ့မိုက်ကယ်နဲ့တွေ့တဲ့အခါကျတော့သူ့မှာတပည့်ရှိတယ်ဗျာဒီအမတ်မှာတမ်ပဲဆိုတာတပည့်ရှိတယ်ဒီတမ်ပဲတပည့်အမတ်ရဲ့တမ်ပဲဆိုတဲ့တပည့်နဲ့မိုက်ကယ်ရဲ့ကွန်စီကလီယာဖြစ်တဲ့တွန်ဟေဂန်နဲ့နှစ်ယောက်ဒါချိတ်ဆက်ပြီးတော့သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက်ဒါဒီအစီအစဉ်လုံးတွေ့ဆုံဖြစ်တယ်ပေါ့တွေ့ဆုံပြီးတော့စကားပြောတဲ့အခါမှာအဲ့ဒီအခါကျွန်တော် copyright ညှိမှာဆိုလို့တတ်နိုင်တယ်များရုပ်ရှင်တွေကိုမပြတာရုပ်ရှင်တွေအခန်းတွေကိုအရှိကြီးမပြတာဒီခါကတော့ကျွန်တော်ပြခြင်းတယ်ဗျတတ်နိုင်တယ်အမကြီးကပြောတယ်ကျွန်တော်ခင်ဗျားနဲ့နှစ်ယောက်တည်းတွေ့ရမယ်လို့ထင်ထားတာတဲ့ကျန်တဲ့တပည့်တွေပါနားမှာထားနေတော့ပေါ့နော်မိုက်ကယ်မဟုတ်ဘူးတဲ့သူတို့ကျွန်တော်တက်နဲ့တူထပ်တူယုံကြည်တယ်ဗျသူတို့အပြင်ကိုထွက်သွားခိုင်းစော်ကားရောက်တယ်အဲ့ဒီစကားကိုဗျကျွန်တော်တို့ခဏလောက်မှတ်ထားအပြင်ထွက်ခိုင်းလိုက်တာကမယုံကြည်ရရောက်တယ်လို့စော်ကားရလည်းရောက်တယ်လို့မိုက်ကယ်ကိုယ်တိုင်ပြောတာနော်ပြီးရင်အဲ့ဒီလောက်ရောက်ကိုသူတွန်းဟေကန်မှာလှုပ်တော့ဘာမှဟန်ဆောင်တာတွေမလုပ်တော့ဘဲနဲ့ရင်ထဲမှာရှိတဲ့အတိုင်းငါတို့ပြောကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့အမကြီးကစပြောတာပေါ့မင်းတို့ Vegas Las Vegas နဲ့Reno ကဟိုတယ်ကြီးနှစ်ခုမင်းတို့ပိုင်နေဆိုငါကြည့်ပါတယ်တဲ့ပိုင်နေဆိုလည်းငါကြားတယ်တဲ့အဲ့ဒီဟိုတယ်ဒီနဲ့ပတ်သက်တဲ့ license တွေပေါ့နော် license တွေကလည်းမင်းတို့ရဲ့တရားဝင်license တွေဆိုတော့ပြဿနာမရှိဘူးပေါ့လောင်းကစားနဲ့ပတ်သက်ပြီးတော့လည်းမင်းတို့ကဘာမှပြဿနာမရှိဘူးဒါငါသိပါတယ်တဲ့ဒါပေမဲ့အခုငါကြားတာကွာတဲ့မင်းတို့တွေကတဲ့trophy gala နဲ့စန့်ကျင်ပြီးလှုပ်ရှားဖို့စီစဉ်ထားတယ်ပြောတယ်တဲ့နော်ဒီစားလေးနားထောင်ပြီးပါမင်းတို့ trophy gala နဲ့စန့်ကျင်ပြီးတော့လှုပ်ရှားဖို့စီစဉ်ထားတယ်လို့ပြောတဲ့အချိန်မှာမိုက်ကယ်နဲ့တွန်ဟေကန်နဲ့တယောက်မျက်လုံးတယောက်လှမ်းကြည့်နေပြီးတော့ဟိုအမတ်ကဆက်ပြောတယ်တပတ်အတွင်းမှာကလင်းမန်းကိုလည်းထုတ်ပြဖို့လုပ်နေတဲ့အကြောင်းလည်းငါသိထားတယ်ဆိုတော့မိုက်ကယ်နဲ့တွန်ဟေကန်နဲ့တယောက်မျက်နှာတယောက်ကြည့်တာလည်းမဆန်းဘူးဘာလို့လဲဆိုတော့ဒီကိစ္စကသူတို့ရဲ့လှုပ်ဝက်ချက်လေသူတို့ကြိတ်ကြံနေတဲ့ကိစ္စဒီအမတ်ကသိရဆိုတော့မှန်ပါတယ်အဲ့ဒီမှာပြဿနာဘာလဲဆိုတော့စော trophy gala နဲ့စန့်ကျင်ပြီးတော့အဲ့လိုမျိုးမြန်မာစာတန်းထိုးလိုက်တဲ့အခါမှာကျွန်တော်တို့မျက်စိတွေလဲကုန်တယ်ကျွန်တော်လည်းပြောရလို့ချင်းဒီတိုင်းပဲဒီခန့်ကိုတမန်ကချန်ကကြည့်ဖြစ်သွားတယ်ပေါ့တခါလေးဘာသာပြန်စာတန်းထိုးတဲ့လူကျွန်တော်အပြစ်တင်တာတော့မဟုတ်ဘူးသူလည်းပဲစီလီယောအောင်ပြန်ရတာပေါ့နော်ဒါပေမဲ့ဇလန်ရဲ့ဆိုလိုရင်းနဲ့နည်းနည်းလေးကွာသွားခြင်းtrophy gala ဆိုတာကဟိုတယ်တစ်ခုရဲ့နာမည်ဗျမင်းတို့ trophy gala နဲ့စန့်ကျင်ပြီးဆိုတော့စန့်ကျင်ပြီးတော့လှုပ်ရှားဖို့စီစဉ် trophy gala ဟိုတယ်နဲ့ပတ်သက်ပြီးတော့ဒါတခုကိုမင်းတို့လှုပ်ရှားဖို့စီစဉ်ထားတယ်ဆိုတာငါသိတယ်အဲ့ဒီမှာ trophy gala မှာတာဝန်ယူထားတဲ့တာဝန်ခံအုပ်ချုပ်နေတဲ့သူကကလင်းမန်းဆိုတော့ပြောရမယ်ဆိုရင်ကျွန်တော်ဝမ်းမှာတော့ဆိုလို့ရှိရင်မိုးဂရင်းပုံစံမျိုးပေါ့မိုးဂရင်းပုံစံမျိုးပေါ့အခုလည်းမိုးဂရင်းကိုလှုပ်တယ်လို့ပဲသူတို့ကသွားပြီးတော့ဒါအပိုင်စီးဖို့စောကမိုးဂရင်းလှုပ်တယ်လို့ပဲဗျာပထုတ်လိုက်ဖို့ပေါ့နော်ဒီကလင်းမန်းဒီလိုလုံးမယ်ဆိုတာငါကြားထားတယ်တဲ့ trophy gala ဆိုတဲ့ဟိုတယ်ကတော့အပြင်မှာတကယ်မရှိဘူးဗျာတကယ်မရှိဘူးဆိုမှသူတို့အပြင်မှာတကယ်ရှိတဲ့ဟိုတယ်နာမည်ကိုအခြေခံယူထားတာအဲ့ဒီဟိုတယ်နာမည်က trophy canna တဲ့ trophy canna Las Vegas လို့ခေါ်တယ်အဲ့ Las Vegas မှာတကယ်ရှိတယ်ဘယ်တော့အဲ့1958ခုနှစ်လောက်ကစပြီးတော့တည်ထားတာအဲ့ကျွန်တော်ပြီးခဲ့တဲ့2024မှာတခါတည်းပိတ်သိမ်းပြီးဖြိုလိုက်ပြီမရှိတော့အဲ့ trophy gala ကိုနည်းနည်းလေးဟိုပါပေါ့နော်နာမည်ခက်စင်ယူထားတာအဲ့ဒီမှာပထမသူသိထားတဲ့အချက်လက်တွေကိုပြောလိုက်တဲ့အချိန်မှာမိုက်ကယ်ကတဲ့တန်းဘေးကလူတော်လေးပဲတဲ့ဆိုတော့ပြောရရင်တော့အမတ်ကြီးရဲ့တပည့်ကတော်သားပဲဗျကျွန်တော်တို့ရဲ့တကယ်ကျွန်တော်တို့ရဲ့လှုပ်ဝက်ချက်တွေ data ချက်လက်တွေကိုဒီလောက်ထိစုံစမ်းပေးနိုင်တယ်ဆိုတော့ဒါမျိုးသူပြောတာအဲကြောင့်အမတ်ကြီးကထားပါတဲ့မင်းတို့trophy gala hotel နဲ့ပတ်သက်ရင်တော့မင်းတို့မှာပြဿနာရှိလာပါဘူး
အဲ့ဒီ Trophy Gala Hotel ရဲ့ license ကလည်းကလင်းမန်းရဲ့အနီပေါက်ဖြစ်နေတယ်အဲ့ဒါတော့မင်းတို့တို့ပြဿနာရှိဒါကြောင့်မို့လို့မင်းတို့အဲ့ဒီ license ကိုလိုချင်လားလိုချင်တယ်ဆိုလို့ရှိရင်တော့မင်းတို့ငါ့ကိုဒေါ်လာ2သိန်းဝယ်ပေးရမယ်ဒေါ်လာ2သိန်းဝယ်အပြင်မှာအဲ့ဒီ hotel ကနေမင်းလစဉ်အမြတ်ထဲနဲ့ငါ့ကို900ခန်းလုံးပေးရမယ်ဆိုအမတ်ကြီးကပြောပါလေရောပြောတော့ Michael ကခက်အေးပဲနေပါဦးအမတ်ကြီးရဲ့တဲ့သူက license ကြီးကတရားဝင်ကျွန်တော်ကြားထားတာ license ကြီးကဒေါ်လာ2000အောက်ပဲရှိတယ်နော်တဲ့ license ရဲ့ဈေးနှုန်းကဟုတ်တယ်မလားဟုတ်တယ်တဲ့မှန်တယ်တဲ့မင်းပြောတာဒေါ်လာ2000အောက်ပဲရှိတယ်ဒါပေမဲ့ငါမင်းတို့တမင်သက်သက်ညစ်တောင်းတာကွာဘာဖြစ်လို့လဲဆိုတော့ငါတို့နိုင်ငံမှာလာနေပြီးတော့လူကြီးလူကောင်းအောင်စောင့်နေတဲ့မင်းတို့ငါကြည့်မရလို့ပဲကွာတဲ့အိပ်ဖြုတ်တာနော်အေးတဲ့မင်းတို့လည်းငါအလုပ်တော်တူတွဲလုပ်မယ်ဒါပေမဲ့မင်းတို့လိုမျိုးကြောင်သူတို့ကြွတခုမိသားစုတွေကိုတော့ငါယွန်းနေကောင်တယ်လွန်သွားတယ်နော်အဲ့စကားတော့လွန်သွားတယ်မိုက်ကယ်မျက်လုံးကြီးကိုရှိုးလိုက်အောင်လွန်သွားတယ်အဲ့မှာမိုက်ကယ်တော်တော်တင်းသွားတယ်ဒီပို့တော့အဲ့မှာအမကြီးကကျွန်တော်တို့ကတယောက်နဲ့တယောက်ဟန်ဆောင်အပေါ်ရန်ဆိုတော့မှန်ပါတယ်ဒါပေမဲ့မိသားစုတွေအထိထိကြိုက်လောက်အောင်ပေါ့နော်မိသားစုလည်းအဲ့လောက်ထိဆိုင်လာမယ်လို့တော့ကျွန်တော်တခါမှမတွေးမိဘူးပြောရင်တော့မိသားစုပေါ်မှာခင်ဗျားအဲ့လောက်ထိစောစောကပြောလိမ့်မယ်လို့တော့ကျွန်တော်မတွေးမိဘူးပေါ့နော်သူပြောတာစိတ်တော်တော်စိတ်ဆိုးသွားတယ်စဉ်းစားကြည့်ဒီအမတ်ကြီးဘာဖြစ်သွားနိုင်လဲဆိုတော့ဒါအမတ်ဖြစ်နေလို့မဟုတ်လို့ကတော့ရှင်းပြီးပြီတေချာပေါက်ရှင်းခံရမှာဒါပေမဲ့ကျွန်တော်တို့ဒေါ်မိုက်ကယ်ကတော့တနည်းနည်းနဲ့တော့ပြန်နိုင်အောင်လုပ်ပါတယ်စောင့်ကြည့်လိုက်ပါနော်အဲ့ဒီအမတ်ကလည်းမိုက်ကယ်တို့ပေါ်မှာဘယ်တော့တော့နှိမ်လဲဆိုတော့နောက်ဆိုလို့ချင်းဟောငါနဲ့တရားမဆက်တယ်မင်းတို့ပြောကြချင်းငါတစ်ဖက်တင်ပဲနဲ့ပဲမင်းတို့ဆက်တယ်ငါလည်းတော့လာမဆက်တယ်နဲ့ဒါမျိုးတွေသူကနှိမ်တာနင်တော့မိုက်ကယ်ကပြန်ထွက်ကနေလေကြောင်အမတ်ကြီးရဲ့မင်းအဖြေလိုချင်တော့ကျွန်တော်တခါတည်းပေးလိုက်နိုင်ပါတယ်ခင်ဗျားတပြားမှမရဘူးနော်တဲ့လောင်းကစားလိုင်စင်ကြီးတောင်မှမပေးဘူးဗျာတဲ့အဲ့ဒီကြီးကိုခင်ဗျားတော့ပေးရင်ပေးရအောင်ပါလေဟာဖြဲတာနော်ကျွန်တော်တို့ရဲ့နေမချောင်တဲ့ကျေပြောင်ကြီးကမိုက်ကယ်ဒေါ်မိုက်ကယ်ကြီးကလက်စပီကမှာမဟုတ်ဘူးအခုရောက်နေတာနီဘာရာပြည်နယ်လက်စပီsorry နယူးယောက်မှာမဟုတ်ဘူးနီဘာရာပြည်နယ်ကလက်စပီကမြို့မှာနီဘာရာပြည်နယ်အမတ်ကိုဖြဲတာဖြဲချက်က